အကျွေးပြမဆက်တဲ့သူတွေကိုတွေ့ရင်ဘလို့လုပ်ချင်လဲဇလန်းဆတ်မှာတော့မင်းသားမာဟီရဲ့ငယ်ဘဝကိုပြပါတယ်သူမိဘတွေကယိုးသားတဲ့သူတွေဒါပေမဲ့ဘန်ကနေအကျွေးရူပီ1000မြန်မာငွေနဲ့ဆိုသိမ့်မများဘူးပေါ့ကိုပြန်မဆက်နိုင်လို့ဘန်မန်နေဂျာကအရှက်ခွဲတာခံရပြီးမိမိကိုအဆုံးစီရင်သွားခဲ့ကြတယ်ဒါဟာမာဟီရဲ့စိတ်ထဲမှာပတ်စံနဲ့အကျွေးအပေါ်အမြင်တစ်ခုပြောင်းလဲသွားစေခဲ့တာပေါ့အခုတော့မာဟီကအမေရိကမှာမာဟီဖိုင်နက်ဆိုတာကိုထောင်ထားတယ်သူ့ရဲ့ထူးခြားချက်ကဘသူကိုမှဆိုပတ်စံချေးတယ်ဒါပေမဲ့အကျွေးကိုတရက်4တောင်နောက်မကြစေရဘူးမဆက်ရင်တော့အသေးကန်းတော့တာပဲမာဟီအတို့တော့အကျွေးဆက်တာဟာစီကန်းတင်မကဘူးတိုင်ဝန်တစ်ခုပဲလောင်းကစားဆွေးနေတဲ့မင်းသမီးကလာဝတီကီတီဆူရေးနဲ့တွေ့ပါလိရောသူမကမာဟီစီကပတ်စံချေးဖို့အတွက်ငါကကြောင်းတက်ချင်လို့ပါဆိုပြီးအပစ်ကင်းစင်တဲ့ဖုန်းဆက်လေးနဲ့ချင်းကပ်တာငါတို့မင်းသားကြီးကလည်းကောင်မလေးကလှလှလေးဆိုတော့မျက်လုံးတွေဝေဒနာတက်ပြီးဒေါ်လာ1000ကိုချက်ချင်းကြီးချေးလိုက်တာပေါ့နောက်ပိုင်းကျမှဒီကောင်မလေးကလောင်းကစားသမားမှန်တီးလိုက်တဲ့အချိန်မှာမာဟီတော်တော်လေးဒေါသထွက်သွားတယ်ဒါပေမဲ့ကလာဝတီကငါအဖေကအိန္ဒိယမှာဩဇာအရှိဆုံးလူမင်းဘာလုပ်နိုင်လဲဆိုပြီးစင်ခေါ်လိုက်တဲ့အခါကဲပွဲကတော့ကျန်းပြီမင်းသားကဒေါ်လာ1000တောင်းဖို့အတွက်အမေရိကကနေအိန္ဒိယကိုတခါတည်းလိုက်လာတော့တာပဲကလာဝတီရဲ့အဖေရာဂျင်ဒရာနတ်ကအကြီးစားလုံငယ်ရှင်ကြီးသူကဘန်ဒေစီကနေရူပီကူရီပေါင်း1000ကျော်ဒေါ်လာတန်းကြီးချေးထားပြီးပြန်မဆက်ဘဲအာနာပြနေတဲ့သူမာဟီကသူ့အိမ်ရှိအထိသွားပြီးပတ်စံတောင်းတဲ့အခါလူကြီးကမာဟီကိုအထင်သေးပြီးလူမွဲလို့ပြောလိုက်တယ်ဒီနေရာမှာမာဟီကမင်းစီကကူရီ1000ကိုဘန်မှာပြန်အပ်အောင်ငါလုပ်ပြမယ်ဆိုပြီးစစ်ကြေညာလိုက်တာပဲမာဟီကဘန်ရွှေ့မှာတဲထိုးပြီးနေပြတယ်ပြီးတော့တာမန်လူတွေရဲ့အကျွေးပြဿနာတွေကိုမီးမောင်းထိုးပြတယ်ငါတို့တာမန်လူတွေကရူဘီ1000မဆက်နိုင်ရင်ဘန်ကအင်ကိုလာချိတ်ပိတ်တယ်မင်းတို့လိုလူကြီးတွေကူရီ1000မဆက်တာကြတော့ဘာလို့ဘာမှမလုပ်တာလဲဆိုတဲ့ point ကတော်တော်လေးကိုထိမိပါတယ်ဒီစကားရဲ့အလွယ်ပြောင်းကတော့ရာဂျင်ဒရာနတ်ကသူ့အဖြစ်တွေကိုဖုံးကွယ်ဖို့အတွက်မာဟီကိုတတ်ဖို့ကြိုးစားတာပဲဒါပေမဲ့မာဟီကအမေရိကမှာအကျွေးကောင်းတဲ့နီးလန်းတွေနဲ့ဒီလူကြီးရဲ့စီးပွားရေးအင်ပါယာကိုအဖြည်းဖြည်းဖြိုးလဲပြတယ်နောက်ဆုံးမှာတော့ကလာဝတီကိုယ်တိုင်လည်းသူမအဖေရဲ့ယုံမာမှုတွေကိုသိသွားပြီးမာဟီဘက်ကပါလာခဲ့အခါမှာတော့ဇက်ရှင်ကအထွတ်အထိကိုရောက်သွားပါပြီနောက်ဆုံးမှာတော့မာဟီကရာဂျင်ဒရာနတ်ကိုအကျွေးတွေအကုန်ပြန်ဆက်ခံယုံတယ်မကဘန်စနစ်တစ်ခုလုံးကိုပါပြောင်းလဲပညာလိုက်နိုင်ပါတယ်။ action အခန်းတွေကလည်းမာဟိရှ်ဘာဘူးရဲ့ style အတိုင်းအမိုက်စားပါပဲ။ကဲဒီစကားကနေပေးချင်တဲ့ message ကတော့စီကန်းပါပဲ။ငါတို့တွေအကျွေးယူရင်ပြန်ဆက်ရမယ်။ဒါပေမဲ့ဘန်တွေဘက်ကလည်းလူတန်းလာမရွေတရားမျှတမှုရှိရမယ်ဆိုတာကိုပြသွားတာပါ။ငါရဲ့ review အနေနဲ့ပြောရရင်တော့ဒီကားက action ရောပညာပေးရောမျှတတဲ့ကားကောင်းတစ်ကားပါ။မဟိရှ်ဘာဘူးရဲ့ acting ကတော့ပြောစရာမလိုအောင်လမ်းပါတယ်